တယ်ပြောမယ်နော်ပုံမြင်လေးနာမည်ကဘယ်သူလဲမှတ်မိသေးလားပုံမြင်လေးနာမည်ဘာလဲဆိုကျွန်တော်ခေါ်လိုက်တာဆိုတော့ခေါ်လိုက်တာကျွန်တော်အမေလားခင်ဗျာပုံမြင်လေးကအကြီးအဲ့တပီညာတဲ့တိရွက်ကလေးလည်းကြည်ကြပြီးတပီညာလည်းကိုရွေးရိုးတာဘာဖြစ်လို့လဲဒီတားတိုက်လို့နော်ဒီလိုက်တော့တပီညာလည်းဘာဖြစ်လဲရှင်းဟုတ်တယ်တိရွက်တွေကလည်းကြည်ကြညာတိရွက်တွေကလည်းဘာဖြစ်နေလဲကြည်ကြညာအဲ့ဒီမှာတောင်လုံးကြီးတပူပေါ်မှာတပီရှိအဲ့ဒီတပီပေါ်မှာငှက်တိုက်လေးတစ်တိုက်ရှိတယ်အဲ့ဒီငှက်တိုက်တွေကနေပြီးတော့မြို့လေးနော်ဒီစမားလေးကြီးအဲ့ဒီငှက်တိုက်တွေကနေပြီးတော့တဲ့ငှက်ဦးလေးတစ်လုံးကပြုတ်ကျသွားတယ်ဒီတိုက်တော့ဘာဖြစ်သွားပြုတ်ကျအဲ့ဒီပြုတ်ကျပြီးအဲ့ဒီငှက်ဦးလေးကတောင်ဟုံးကြီးရလိမ့်လာပြပြလိမ့်လာပြီးတော့ဒါလိမ့်လာပြီးတော့ပြပြနဲ့ဟောတစ်လုံးတစ်တိုင်းဆရာမတို့မြင်လေးရှိရလေဟဲ့ညားမယ်တစ်လုံးတစ်တိုင်းရှိအဲ့ဒီတုံးတရားကြီးကနေလိမ့်လာအဲ့ဒီတုံးတရားကြီးလည်းဖြတ်သွားအဲ့ဟုတ်လေကလိမ့်သွားနော်ဒီတုံးတရားကြီးလည်းဖြတ်သွားတယ်လိမ့်သွားတယ်အဥဒီကမချက်သေးဘူးတဲ့မျက်ပိကြီးရောမျက်ပိကြီးကိုလည်းဖြတ်ပြီးတော့လိမ့်ချက်ပြီးတော့လိမ့်သွားရဲ့အဥကလေးကမျက်ခင်းကြီးကိုလည်းဖြတ်ပြီးတော့တွေးတစ်ခုလေနော်တွေးတစ်ခုနာရောက်တဲ့အခါမှာအဲ့ဒီတင်းထဲကိုလည်းသူကမဖြစ်သွားလိမ့်ပြီးသွားအဲ့လိမ့်ပြီးသွားတယ်အဲ့ဒီတင်းထဲရောက်တဲ့အခါမှာဥလေးကဆက်ပြီးတော့မလိမ့်တော့ဘူးတဲ့ဒီနေ့ရောက်သွားတော့ဦးလေးကဆက်ပြီးတော့မလိမ့်တော့ပဲနဲ့အဲ့ဒီဒီနေ့မှာဘာကောင်လေးရှိရဲဆိုတော့ရှုံလေးရှိရဲဘာလေးရှိရောအဲ့ဒီယုံလေးရှိမှသူကရက်သွားအဲ့ဒီယုံလေးရှိမှဥပလေးကနော်အဲ့မှာဥပလေးကအားတဲ့ပြီးတော့တတိလေးနဲ့အဲ့ပြီးတော့ရှူရှူရေရှူဆရာမကောင်းနေကြလားအဲ့ဒီစားနော်အဲ့တော့ဦးလေးကအဲ့ဒီဦးလေးကအဲ့လာတပြေးပြေးနဲ့အဲ့လာပြီးတော့အဲ့ဦးလေးကဘာဖြစ်သွားလဲဆိုတော့နောက်ပိုင်းပြောတော့ဦးလေးကနေပြီးတော့နှက်ကလေးပေါက်ဦးလေးကဘာလေးပေါက်ပေါက်လာတယ်ဦးလေးကနေဘာလေးပေါက်လာနှက်ကလေးကထွက်လာအဲ့မှာနှက်ကလေးကနေထွက်လာပြီးတော့မဟုတ်ရေးဒီမဲ့အဲ့ဦးလေးကလေးပေါက်လာပြီးတော့ဦးကြီးဒီကြီးနဲ့ကြာအောင်ငါပြောတွင်းလဲရောက်တယ်အဲ့မှာသူကနေပြီးဥပလေးကဦးကြီးဒီနဲ့နှစ်ပေါက်စာလေးကယုံကလေးကိုမြင်တော့သူကဘလို့မီးလဲဆိုကျွန်တော်အမေလားခင်ဗျာဆိုပြီးတော့မီးရဲ့ယုံလေးကိုနော်အဲ့တွင်းထဲမှာအဲ့ဒီမှာရက်သွားတယ်အဲ့ဦးလေးကပြီးတော့ပေါက်လာငါကလေးဖြစ်တယ်အဲ့နဲ့ဒီကယုံလေးကိုမြင်တော့ဦးကြီးကျွန်တော်အမေလားခင်ဗျာသူကမီးရဲ့ယုံလေးကိုငါကလေးကမီးရဲ့နော်အသားညီညီလေးအမယုံကလေးကပြန်ပြောတယ်ငါကလေးကိုမင်းအမေမဟုတ်ဘူးသူ့အမေလားဟုတ်ဘူးလေအဲ့တော့မင်းမေမဟုတ်ဘူးအပေါ်တက်သွားပါဆိုပြီးတော့အဲ့ဒီမှာမင်းမေရှိရဲလို့သူကပြောလိုက်တယ်ဂျုံလေးကငါကလေးကိုနော်အဲ့မှာငါကလေးကဂျုံလေးကပြောလိုက်တယ်မင်းမေမဟုတ်ဘူးအပေါ်တက်သွားမင်းမေတွေ့လိုက်မယ်ဆိုပြောလိုက်တယ်အဲ့မှာငါကလေးကအပေါ်တက်သွားအပေါ်တွင်းထဲကနေပြီးတော့မြေပြင်ကိုရောက်တော့ရက်ခင်းထဲမှာဘသူ့ကိုထပ်တွေ့ရလဲဆိုတမင်လေးကိုထပ်တွေ့ရဘာလေးကိုထပ်တွေ့ရတမင်လေးကိုထပ်တွေ့ရောသူဘလို့မင်းမဲ့ဖြစ်လဲတော်လိုက်တာဟုတ်တယ်ကျွန်တော်မိသားခင်ဗျာနေရဲ့တမင်လေးရကြတော့ဘလို့ပြန်ပြောမှလဲဆိုနေရလေမဟုတ်ဘူးနေနေမဟုတ်ဘူးဆက်ပြီးတော့သွားလိုက်တာနော်မင်းမေအဲ့ဒီမှာမင်းမေရှိရဲလို့ပြောရယ်နော်အဲ့မှာ तू ကနှစ်ပေါက်စာလေးရတယ်ဆက်ပြီးတော့ तू သွားတယ်မြစ်ကြီးချက်ပြီးတော့အဲ့မှာတစ်တုံးတရာနာလေးမှရှိတယ်တစ်တုံးတရာနာမှရှိရမြစ်နာကိုရောက်လာအဲ့မှာဘယ်သူနဲ့ထက်တွေ့လဲဆိုနေကလေးနဲ့ထက်တွေ့ဘာလေးနဲ့တွေ့လဲ
မိမိငါမဟုတ်ဘူးဟုတ်တယ်မိမိငါမဟုတ်ဘူးအဲ့တော့အပေါ်ထက်သွားအဲ့မှာမိမိရှိရဲဆိုပြီးတော့သူကထပ်ပြောတယ်နှစ်ပေါက်စာလေးကလည်းတစ်ပိမောတော့မောကြည့်လိုက်တယ်ရှေ့ကိုသွားပြီးမောကြည့်ပြီးတော့အပေါ်ကိုကျတော့သူဆက်ပြီးတော့မတက်နိုင်တော့တစ်ပိမောနှစ်ပေါက်စာလေးကတက်နိုင်မတက်နိုင်တော့ပဲတက်ဖို့သိခက်တယ်ဆိုပြီးပြောတယ်အခါမှာတဲ့မပူပါနဲ့တဲ့ရှင်းကလေးကငါကူညီပေးမယ်ဆိုပြီးတော့ပြောတယ်အဲ့မှာရှင်းကလေးကသူ့ရဲ့ကြောကုန်းပေါ်ကိုပြင်ပြီးတော့အဲ့ဒီတစ်ပိမောကိုတက်သွားကလေးကိုပေါ်သွားတစ်ပိမောရောက်တဲ့အခါမှာအတိုက်ထဲမှာညမကြီးရဲ့ညပေါက်စာလေးတကောင်ကိုသူကတွေ့အဲ့မှာသူကနေရဲ့အဲ့ဒီညမကြီးကိုကျွန်တော်အမေလားခင်ဗျာလို့ထပ်ပြီးရဲ့အဲ့မှာသူ့ရဲ့အမေကဟုတ်ပါတယ်ဒီရဲ့အမေပါဆိုပြီးတော့ဟောနှစ်ကလေးမိမိရဲ့ဘာဖြစ်သွားရလဲပြန်ပြီးတော့တွေ့သွားပြီနော်နှစ်ကလေးမိမိရဲ့နှစ်ကလေးရဲ့ပြန်ပြီးတော့ဘာဖြစ်သွားရလဲဒီအတိုက်ထဲမှာလည်းနောက်ထပ်နှစ်ပေါက်ကလေးတစ်ကောင်ရှိသေးတယ်အဲ့တော့နှစ်မိမိကပြောတယ်ဒီမှာဒီရဲ့နှစ်အမဒီရဲ့အမဆိုပြီးတော့ပြန်ပြီးမိတ်ဆက်ပေးတယ်အဲ့မှာသူကဝမ်းသာအားရနဲ့ပြောလိုက်တယ်ငှက်မိကအစာချရာကနေပြန်လာတဲ့ငှက်အဖေကိုပြပြီးဟိုမှာမီးပြီးအောင်ပြန်ပြီးတော့ပြန်လာပြီအစာချပြီးပြန်လာတယ်သူအဖေနော်ငှက်မကြီးကကလေးငှက်ပေါက်လိုက်ကိုပြောတယ်နော်ဟုတ်တယ်ငါဒီမှာမီးမိဟုတ်တယ်ဒီမှာမီးရဲ့အမဟိုမှာပြန်လာပြီမီးရဲ့အဖေအစာချပြီးတော့ပြန်လာပြီဆိုပြီးတော့ဝမ်းသာအားရနဲ့ပြောပြရတယ်တဲ့အဲ့တော့မီးရဲ့မိကမီးကိုရှာနေရတဲ့သူ့ဖေဖေကလည်းသူပြောက်သွားလို့သူ့လိုက်ရှာတာပေါ်တယ်နော်အခုမီးအိမ်ပြန်ရောက်လာလို့အားလုံးကဘာလို့နေကြလဲချေလဲပြောနေမှာပေါ့ဟုတ်တယ်နော်သူကလေးလေးပြန်လာတော့အားလုံးကဘာဖြစ်နေမှာပြောနေမှာပေါ့အားလုံးသမီးတို့ရောမိသားစုမှာလေဖေဖေရောမိမေရောတသားတို့မိမိတို့ကိုကိုတို့မမတို့လည်းအားလုံးရှိပြောလားမပြောဘူးလားပြောတယ်အားတောင်လို့မိသားစုတက်တိုက်ဝန်းနေနေရမယ်စီလုံးလည်းနေရမယ်နော်မိမေတို့လည်းဘာလို့ရမှာရှေ့ရမယ်ကိုကိုမမတို့လည်းရှေ့ရမယ်အားကြောင့်မိသားစုကြီးကဘာဖြစ်စရာကောင်းမှာပြောစရာကောင်းမှာဟုတ်တယ်ဘာဖြစ်စရာကောင်းမှာလဲပြောစရာကောင်းမှာပေါ့ကဲပုံမြင်လေးနဲ့ပဲပုံမြင်လေးကတော့ပြီးပြန်ပြီးပါနော်